ရွှေမိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်။ညောင်မြမျိုးအယနာအမခရနာရွှေစံရနေလူထွေလိုက်လွဲစာကြိုဆိုပါရရှင်။ဒီနေ့မှာတော့ရွှေမိတ်ဆွေတို့အတွက်ဆွဲချုပ်ဝတ်တဲ့အခါမှာအမှတ်မထင်းမားလေးမှားတာရှိတဲ့အရာလေးတစ်ခုကိုပြပြသွားမှာဖြစ်ပါတယ်ရှင်။ဘာလေးလဲဆိုတာတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားပါအောင်ရှင်။ဆွဲကြိုးတွေမှာရှည်တဲ့ကြိုးတွေဆိုလို့ရှိရင်ခေါင်းစုပ်ဝတ်လို့ရပါတယ်။ရှည်ကြိုးလေးဒါရှည်ကြိုးလေးဖြစ်တဲ့အတွက်ချိန်ပြမလို့ပဲလက်တပူဝတ်လို့ရပါတယ်။တူတဲ့ကြိုးတွေဆိုလို့ရှိရင်ဂျိတ်ကိုဖြုတ်ပြီးမှဝတ်လို့ရတာဖြစ်ပါတယ်။ဒါလေးကမော်ဒန်ကြိုးအတူလေးဖြစ်တဲ့အတွက်ဂျိတ်ဖြုတ်ဝတ်ကမှာဖြစ်ပါတယ်။ဂျိတ်ဖြုတ်တဲ့အခါမှာတော်တော်များများကဂျိတ်ကိုဘေးကိုကားပြီးတော့အဖွင့်ပိတ်လွတ်တတ်ကြပါတယ်အဲ့ဒီခါမှာဂျိတ်ကအလဲကနေပြီးတော့ခဏလေးနဲ့ပဲ့သွားတာကျိုးသွားတာအပုံပြတ်သွားတာတွေဖြစ်စေတတ်ပါတယ်ရှင်ဂျိတ်ဖွင့်လေးအမှန်ကတော့ဘေးကိုမကားပဲရှေးနောက်အလွဲပုံစံလေးဖွင့်ရတာဖြစ်ပါတယ်ရှင်အဲ့လိုဖွင့်တာဖြစ်တဲ့အတွက်ပုံပြတ်တာတွေအကျိုးမြန်တာတွေမဖြစ်တော့ဘူးเนาะဗီဒီယိုလေးကိုလည်းဆုံးထိအောင်ဆက်ကြည့်ပေးပါအောင်ရှင့်A few moments later. One minute, 37 seconds later.ဆိုလို့ရှိရင်ဂျိတ်ကိုဘေးကိုကောက်ဖွင့်တဲ့ဟာအကျဉ်းရေး30ကျော်လောက်မှကျိုးသွားတာတွေ့ရမှာဖြစ်ပါတယ်ဂျိတ်ဖွင့်နည်းအမှန်ဖြစ်တဲ့ရှင်းနောက်လွဲတာဆိုလို့ရှိရင်အကျဉ်းရေး160ကျော်မှကျိုးသွားတာဖြစ်ပါတယ်ရှင့်9ဆလောက်ကိုပို့ပြီးတော့ရေးရှိခန်းတာဖြစ်တဲ့အတွက်ရွှေမိတ်ဆွေတို့လည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဂျိတ်ကိုနီးမှန်လမ်းမှန်အသုံးပြုတတ်မယ်လို့ယုံကြည်ပါတယ်ရှင့်ရွှေမိတ်ဆွေတို့အတွက်အခုဗီဒီယိုလေးဟာတစုံတရာအကျိုးရှိပါရဲဆိုလို့ရှိရင် like and share လေးပြုလုပ်ပေးသွားဖို့လည်းတောင်းဆိုပါတယ်ရှင်ရွှေနဲ့ပတ်သက်လိုက်ရင်ရာသက်ပံစိတ်ချမ်းသာစေဖို့ညောင်များမျိုးကတခါဆက်ဆက်ရာသက်ပံဆိုတဲ့စေနာဆောင်ဖို့နဲ့အနီးပြုံးလို့ဆောင်ရရောင်းချပေးနေတဲ့အောင်ရနာအမကရနာရွှေဆိုင်ကိုကြော်လန့်ခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်ရှင် Bye bye